လွမ်းသူပန်ချင်းကိုပေးရခြင်းရဲ့အတိတ်ပဲတေဆုံးသူကိုနောက်ဆုံးကာရာပြုခြင်းဖြစ်ပါတယ်။သူ့ဘဝနဲ့အမတ်တရားတွေကိုလီစာကြောင်းဖော်ပြတာပါ။ဝမ်းနဲ့ချင်းမျှဝေတာလည်းဖြစ်ပါတယ်။ကြံရှိနေတဲ့မိသားစုနဲ့အတူထပ်တူဝမ်းနဲ့ကြောင်းနှစ်သိမ့်ပြီးတဲ့သင်္ကေတလည်းဖြစ်ပါတယ်။ငြိမ်းချမ်းစွာအနာယူပါဆိုတဲ့အထိပ္ပယ်လည်းတက်ရောက်ပါတယ်။ဝမ်းနဲ့စကားတွေကိုနှုံနဲ့မဖော်ပြနိုင်တဲ့အခါချင်းကဝမ်းနဲ့ချောင်းကိုကိုစားပြုဖော်ပြပေးနိုင်ပါတယ်။မြမသလီမှာဆိုရင်လွမ်းသူပန်ချင်းကိုအတူပါနာရီတကြူတဲ့အချိန်မှာတွေအသုံးပြုကြပြီးတော့အိမ်ယာမိသားစုတွေကိုနှစ်သိမ့်တဲ့အနေနဲ့အဓိကအသုံးပြုကြပါတယ်ရှင်။သူချုပ်ပြောရမယ်ဆိုရင်လွမ်းသူပန်ချင်းရဲ့အတိတ်ပဲလွမ်းသူပန်ချင်းပို့ပြီးတဲ့ဆိုတာကဆုံးရှုံးမှုအတွက်ဝမ်းနေပါတယ်ဆိုပြီးတော့မှကြံရှိသူမိသားစုကိုနှစ်သိမ့်အားပေးခြင်းတည်ဆုံသွားသူကိုလည်းလီစားတယ်လီစားကုန်ပြုပါတယ်ဆိုတဲ့အတိတ်ပဲနဲ့ပို့ပြီးတာပဲဖြစ်ပါတယ်။TGI ပန်းဆိုင်မှာတော့လွမ်းသူပန်ချင်းနဲ့အပြင်လွမ်းသူပန်ခွေတွေကိုလည်းတရက်လောက်ကျူမာတာဖြစ်ဖြစ်မနက်ခင်းမှရင်နေ့လယ်ပိုင်းညနေပိုင်းလောက်ယူချင်တာပဲဖြစ်ဖြစ်အာချန်အော်ရာတွေလည်းလက်ခံပြီးတော့မှပြုလုပ်ပေးပါတယ်ရှင်။ Viber နံပါတ်399939535656တို့မဟုတ် Facebook page ကမှာယူအပ်ပေးနိုင်ပါတယ်ကျေးဇူးပါရှင်